ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘိန်းမျိုးရဲ့တမိုင်းအမွေအနှစ်တစ်ခုပေါ့နော်ဒီစေတီဟာဆိုလို့ရှိရင်လည်းနှစ်ပေါင်းအနည်းဆုံးတောင်400 500ဝန်းကျင်လို့ခန့်မှန်းလို့ရပါတယ်ရှမ်းပြန်ပြီးတော့မှဒါပြုပြင်ထားတာပေါ့နော်ဆိုတော့ဒီဒေတာမှာဒီလိုစေတီမျိုးတွေမြောက်များစွာရှိခဲ့ဘူးပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့မြန်မာစကားမှာရှိတာရှေးဟောင်းဗလဲအသက်ရှိတင်ရှားနေသောရှေးဟောင်းပစ္စည်းများပေါ့ဆိုတော့တက်ရှိတင်ရှားနေတဲ့ရှေးဟောင်းပစ္စည်းများဆိုတာရှေးဟောင်းပစ္စည်းတွေဖြစ်ပေမဲ့နော်ဟုတ်စားအမြဲတမ်းပြုပြင်နေတော့တက်ရှိတင်ရှားရှိနေတာပေါ့လေအဲ့တော့တက်ရှိတင်ရှားရှိနေတော့ရှေးဟောင်းပစ္စည်းများဆိုပြီးတော့ဒီလိုခေါ်ဆိုရမှာပေါ့ဆိုတော့အမြဲတမ်းပြုပြင်နေတော့ခါလေးမှာရှေးဟောင်းအတွင်းနည်းနည်းပျောက်ကွယ်သွားတာမျိုးတွေရှိတယ်ပေါ့လေ